marketing ကစိတ်ပညာဆိုလို့ရှိရင်သင်လို့ရှုံမလား marketing ကိုတော်တော်များများကလူတွေက advertise လုပ်တယ်လို့ပဲထင်ကြရပါတော့ဒါကမြန်မာပြည်မှာဆိုလို့ရှိရင်ဒီလိုမျိုးပဲထင်ကြတယ်ဒါပေမဲ့ marketing ဆိုတာကလူတွေရဲ့စိတ်ကိုပြောင်းလဲစေပြီးတော့ဝယ်ချင်အောင်လုပ်တဲ့ဥစ္စာဖြစ်ပါတယ် NSMPA မှာသင်ရတဲ့ subject လေးတစ်ခုကို sharing လုပ်ပေးပါမယ်ဒီဥစ္စာလေးကအရင် interesting ဖြစ်တဲ့အတွက်ကြောင့်မို့ NS က sharing လုပ်ပေးချင်တာပါဒါကဘာလဲဆိုလို့ရှိရင် unoccupied time နဲ့ occupied time so unoccupied time နဲ့ occupied time ဆိုတာဘာလဲ unoccupied time ဆိုတာကကိုကစောင့်နေရတာဘာမှမလုပ်ဘဲနဲ့စောင့်နေရတာ occupied time ကကြတော့စောင့်နေတဲ့အချိန်မှာကိုကတခြားဟာတွေလုပ်နေပြီးတော့အလုပ်ရှုပ်နေတဲ့ဥစ္စာကိုပြောတာလို့ဒီနှစ်ခုက important ဖြစ်တာလေဘာဖြစ်လို့လဲဆိုလို့ရှိရင် wait time ကတူတူပဲစောင့်ရတဲ့အချိန်ကတူတူပဲဒါပေမဲ့ကိုကစောင့်နေတဲ့အချိန်မှာတခုခုလုပ်နေတဲ့အတွက်ကြောင့်မို့လူတွေကစောင့်နေရလို့မထင်တော့လေစိတ်မှာဆိုလို့ရှိရင်သင်တို့သတိထားမိလားမသိဘူး luggage ကိုသူတို့အဝေးမှာထားထားတယ်ကိုယ့်ရဲ့ gate နဲ့အဲ့တော့လမ်းလျှောက်ရတဲ့အချိန်က9မိနစ်လောက်ကြာမယ်ပြီးလို့ရှိရင်3မိနစ်လောက်ပဲ wait time ရှိတယ်ကို luggage ကိုရှုပ်ဖို့အဲ့တော့သူတို့တွေကတမင်တက်လုပ်ထားတာအဲ့တော့လမ်းလျှောက်နေတဲ့အချိန်မှာဆိုလို့ရှိရင်ကိုကလမ်းလျှောက်နေတဲ့အတွက်ကြောင့်မို့ဒါက occupied time လို့ခေါ်တယ်ကိုလုံနေနဲ့စောင့်နေရတာဒါပေမဲ့အကယ်၍ဒါ luggage ကိုကိုယ့်ရဲ့နီးနီးနားနားမှာထားထားမယ်ဆိုလို့ရှိရင်ကိုက9မိနစ်လောက်ကို luggage ရဲ့အရှိမှာသွားစောင့်နေရမှာအဲ့ဒါကြောင့်မို့ဒီ airport ကဒီ management ကလူတွေကဒီလိုအကြာကြီးရှောက်အောင်သူတို့လုပ်ပေးထားနောက်တစ်ခုက elevator example ပြောပြပေးမယ် elevator မှာဆိုလို့ရှိရင်သူတို့သတိထားမိတာမသိ elevator ဘေးနားမှာဆိုလို့ရှိရင်မှန်အကြီးတွေထားတာရှိတယ်အဲ့တော့လူတွေကဘာဖြစ်လဲဆိုတော့ elevator ကိုစောင့်နေရရင်လည်းသူတို့ကကိုယ့်ရဲ့ကိုလုံးကိုကြည့်ရမှန်ကြည့်ရအဲ့ဒါကြောင့်မို့ကိုကစောင့်နေရတယ်လို့မထင်တော့ supermarket ဒီမှာ cashier line ကိုသတိထားမိတာ cashier line ကြာနေတဲ့ခါကျလို့ရှိရင်ဟာဒီဟာကြီးကိုစောင့်နေလိုက်ရတာဆိုပြီးဖြစ်တယ်အဲ့မှာသူတို့က candy လေးတွေ mug လေးတွေအဲ့လိုမျိုး line ကိုပတ်အောင်လုပ်လိုက်တယ်အဲ့လိုလုပ်လိုက်တဲ့အတွက်ကြောင့်လူတွေကစောင့်ရတာအချိန်မကြာဘူးလို့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ကဒီဥစ္စာကိုဝယ်မယ်ပေါ့ marketing ကစိတ်ပညာဆိုတာကဒါက trick တစ်ခုပဲဖြစ်ပါတယ်ဒီဟို tricks and tips လေးတွေကို Agnes ကဒီ marketing strategy ဘယ်လိုလုပ်လဲဆိုတာလေးကို Agnes အရန်အော်တဲ့နဲ့အရန်ကြိုက်တယ် Agnes အဲ့ဒါမျိုးဖတ်တာအရန်ကြိုက်တဲ့ကြောင့်လို့ Agnes အခု sharing လုပ်ပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်